A plus B သဘောကျကို geometry ပုံသုံးပြီးတော့ဖြည့်ရှင်းမယ်ဒီကုဘတုံးရဲ့အနာတစ်ဖက်သည် A ပေါင်း B ဖြစ်တဲ့အမြင့်သည် A ပေါင်း B ဖြစ်ပြီးအဲ့ဒီအမြင့်ကိုနှစ်ပိုင်းပိုင်းလိုက်မယ်ပေါ်ကပိုင်းက AU2 အောက်ကပိုင်းက BU2 ကုဘတုံးကြီးရဲ့အမြင့်သည် A ပေါင်း B ပဲပေါ့အခုတော့ကုဘတုံးကြီးသည် Dauman စတုဂံပုံနှစ်ပုံဖြစ်သွားပြီအဲ့ဒါအပေါ်ကနေပြီးတော့ထပ်ပြီးပိုင်းမယ်ဒီဘက်ကအတိုင်းတာ AU2 ဟိုဘက်ကတိုင်းတာက BU2 ကုဘတုံးကြီးရဲ့နာတစ်ဖက်ဒီ A ပေါင်း B ပဲခုတော့အစိပ်ပိုင်း၄ခုဖြစ်သွားပြီပေါ်ကနေထပ်ပြီးတော့ပိုင်းမယ်ဒီဘက်ကအတိုင်းတာ AU2 ဟိုဘက်ကအတိုင်းတာက BU2 ကုဘတုံးကြီးရဲ့ဒီနာဒီလည်း A ပေါင်း B ပဲပေါ့အခုတော့ကုဘတုံးကြီးဒီအစိပ်ပိုင်း၈ခုဖြစ်သွားပြီဒီကုဘတုံးရဲ့ဒုတယ်ဒီအနာရဲ့3ဓာတ်ဖြစ်တဲ့အတွက် A ပေါင်း B သဘောကျဖြစ်တယ်ပေါ့အဲ့တော့ကုဘတုံးကိုအစိပ်ပိုင်း၈ခုပိုင်းလိုက်တဲ့အခါမှာအရွယ်စားပေါ်မူတည်ပြီးတော့အယောင်နဲ့ခွဲခြားလိုက်မယ်ဆိုပါစို့ဒီအနီရောင်အတုံးကကုဘတုံးဖြစ်တဲ့လျှာ A အနံ A အမြင့် A အဲ့ဒီအပြာရောင်က Dauman စတုဂံတုံးဖြစ်တဲ့လျှာက A အနံက A အမြင့်က B အဲ့လိုပဲဒီ Dauman စတုဂံတုံးကထောင်နာတာလျှာက A အနံက B အမြင့်က A နောက် Dauman စတုဂံတုံးဒီအပြာရောင် Dauman စတုဂံတုံးသုံးတုံးဒီဒုတယ်တွေတူကြတယ်ရွယ်စားတူကြတယ်အဲ့လိုပဲဝါရောင် Dauman စတုဂံတုံးသုံးတုံးသူကလျှာ B အနံ B အမြင့် A ဒါကထောင်နာတာနောက်တစ်တုံးကဒါကလဲတာနောက်တစ်တုံးကလည်းလျှာက A အနံက B အမြင့်က B ဒါကလဲတာဒီ Dauman စတုဂံတုံးသုံးတုံးရဲ့ဒုတယ်ကဒုတယ်တွေတူကြတယ်အဲ့ဒီမှာအစိမ်းရောင် Dauman အစိမ်းရောင်ကဒါဒီအလျှာက B အနံက B အမြင့်ကလည်း B ဆိုတဲ့အတွက်ကုဘတုံးတစ်တုံးဖြစ်တယ်အဲ့တော့ကုဘတုံးကြီးတစ်ခုကိုစိတ်ပိုင်း၈ခုပိုင်းလိုက်တဲ့အခါမှာကုဘတုံးငယ်2တုံးရပြီးတော့ကျန်တဲ့8ခုကတော့ Dauman စတုဂံတုံးတွေပေါ့အဲ့တော့ကုဘတုံးကြီးရဲ့ဒုတယ်ဒီအစိပ်ပိုင်း၈ခုရဲ့ဒုတယ်တွေပေါင်းလိုက်နဲ့တူတူပဲဖြစ်တယ်ဒီအနီအောင်ကုဘတုံးရဲ့ဒုတယ်ဒီအလျှာ A နံ A အမြင့် A ဆိုတဲ့အတွက်သူ့ရဲ့ဒုတယ်ဒီ A ကျဖြစ်တယ်ဒီအပြာရောင် Dauman စတုဂံတုံးတစ်တုံးရဲ့ဒုတယ်ဒီအလျှာ A အနံက A အမြင့်က B ဆိုတဲ့အတွက်ကြောင့်မို့လို့ A square B ဖြစ်တယ်အဝါရောင် Dauman စတုဂံတုံးတစ်တုံးရဲ့ဒုတယ်ကအလျှာက A အနံက B အမြင့်က B အမြင့်က B ဆိုတဲ့အတွက်သူ့ရဲ့ဒုတယ်ဒီ AB square ဖြစ်တယ်အဲ့ဒီအစိမ်းရောင်ကုဘတုံးလေးရဲ့ဒုတယ်ကလျှာလဲ B နံလဲ B မြင့်ကလဲ B ဆိုတဲ့အတွက်သူ့ရဲ့ဒုတယ်က B ကျဖြစ်တယ်ပေါ့ဒါကြောင့်မလို့ကုဘတုံးကြီးရဲ့ဒုတယ် A plus B သဘောကျသည်ဒီစိတ်ပိုင်း၈ခုပေါင်းခြင်းနဲ့တူတူပဲဖြစ်တယ်အဲ့တော့ဒီစိတ်ပိုင်း၈ခုကိုရေးတော့ A ကျရဲ့ A square B က3တုံးဆိုတဲ့အတွက်ကြောင့်မလို့ 3A square B ရဲ့ AB square က3တုံးဆိုတဲ့အတွက် 3AB square ရဲ့နောက်တစ်ခါ B ကျရဲ့ပေါင်းမှာပေါ့ဒါကြောင့်မလို့ A plus B သဘောကျသည် A ကျ plus 3A square plus 3AB square plus B ကျဖြစ်တယ်ပေါ့ဒါဒီ A plus B သဘောကျကို geometry သုံးပြီးတော့ဖြည့်ရှင်းခြင်းဖြစ်တယ်ပေါ့